နံပါတ်4ဖြစ်ပါတယ်နော်နံပါတ်4ရဲ့မိုးရှိုကူရီပုံစံကမာရူမာရူကိုရှိဆိုတော့ヨシさん深夜3時頃トイレに一人で行こうとしてベッドから立ち上がりかけていましたはいအဲ့တော့စနေ့တစ်ခေါက်တော့တင်မှုပါတယ်နော်ခခဲရူဆိုတဲ့ပုံစံလေဘတ်တော့မလို့ဆိုတဲ့ပုံစံပေါ့နော်ဘတ်တော့မလို့ဆိုတဲ့အဓိပ္ပာယ်အခန်းဘလောက်ရဲ့ပေါ့နော်ယောရှိဆန်ဆိုတဲ့ဒီယောရှာဆန်ကရှင်းရစမ်းကြည့်ဆိုတော့ဒီညနဲ့3နာရီပြောချင်တာပေါ့နော်ညနဲ့နေပြီး3နာရီညနဲ့နေတဲ့အချိန်လောက်မှာထွေတယ်နီအိမ်နာကိုတဲ့စတိုရီတဲ့တယောက်တည်း equal to してသွားဖို့လုပ်ပြီးတော့တဲ့သွားဖို့လုပ်တာပေါ့နော်သွားဖို့လုပ်တယ်အဲ့မှာဘယ်လိုလုပ်လဲဆိုရင်ဘတ်တိုခါရသူ့အိယာကနေပြီးတော့タチアガリかけていましたထတော့မလို့သူကလှုပ်လိုက်ခဲ့ပါတယ်တဲ့သူရဲ့ကတင်ကနေပြီးတော့ဗောနော်သူထထိုင်တော့မလို့လှုပ်နေခဲ့တယ်အဲ့လိုအနေထားကိုမျက်စိနဲ့မြင်အောင်ကြည့်လိုက်ပေါ့နော်အဲ့တော့ဒါကိုသူကမြင်တွေ့သွားတဲ့အတွက်ယောဘိခခဲတဲ့ထိုမဲယောဘိခခဲရုဆိုတာကလှမ်းခေါ်သည်ဆိုတဲ့အတိတ်ပဲသူကရှော့ကွေးဆန်ကတွေ့သွားတော့ယောဘိခခဲတဲ့ထိုမဲဆိုတာအဲဥပမာပေါ့နော်ယောရှိဆန်どうしましたトイレですか少々お待ちくださいစသဖြင့်အဲ့လိုမျိုးခွဲခခဲလှုပ်ပြီးတော့ထိုမဲတူလှုပ်လိုက်တာရက်တန့်လိုက်တာပေါ့နော်သူ့ကိုရက်တန့်ခိုင်းလိုက်ပြီးတော့ထန်တိုဝါအာရီမာဆန်ဒေရှတာကလဲကြတာတော့မဖြစ်သွားခဲ့ပေမဲ့နီချူမို့နေ့ဘက်မှာလဲဥကောခိုးတိုစာရဲရုခိုးတိုကအာရုတမယ်သူကအခုလိုမျိုးပဲလှုပ်ရှားဖို့လုပ်တာမျိုးတွေရှိတဲ့အတွက်ချူရီしてくださいသတိထားပါနော်ဝန်ထမ်းအချင်းချင်းမိုးရှိကိုကူရီလုပ်တဲ့အခါမှာကိုတွေ့ကြုံခဲ့တဲ့အတွေ့အကြုံကိုလည်းပြန်ပြောပြလို့ရတယ်သူနဲ့ဒီလျော့ဆက်ဆန်နဲ့ပတ်သက်ပြီးတော့ဗောနော်သူကဒီလိုမျိုးတွေရှိထားတာမို့လို့သတိထားပေးပါဆိုပြီးတော့လေကိုကပြောပြနိုင်ရမယ်နော်ဟိတ်အဲဆိုရင်ဒါဆိုရင်နံပါတ်4ရှင်းပြပေးပါပြီ